ကျွန်တော်အရှိရဗီဒီယိုတွေမှာလည်းကျွန်တော်ပြပြခဲ့ဘူးရေဗျာဒီစတားတွေဒီ subscription ဆိုတဲ့ကောင်တွေကပတ်စံမရဘူးတကယ်ပတ်စံရတဲ့ကောင်ကဒီ content monetization ဆိုတဲ့ကောင်ကတစ်ခုထဲကနေပဲပတ်စံရတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်တော့ဗျာဒါ monetization တွေကအမျိုးမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့လက်ရှိမှာတော့ monetization ကတစ်ခုတည်းပဲရှိရတယ်ဒီ content monetization ဆိုတဲ့ကောင်ဗျာဒီကောင်တစ်ခုတည်းပဲရှိရတယ်ဒီကောင်တစ်ခုတည်းကနေပဲကျွန်တော်တို့ကပတ်စံရမှာဥပမာဓာတ်ပုံတင်လည်းပတ်စံရမယ်ဒီ my day တင်လည်းပတ်စံရမယ်ဗီဒီယိုတင်လည်းပတ်စံရမယ်ဗျာဆိုတော့ဘာလာအကုန်ပတ်စံရတဲ့ကောင်ကဒီကောင်တစ်ခုတည်းပဲရှိတယ်ဒီကောင်ပွင့်လာမှကျွန်တော်တို့ကဘန်တွေပါတွေချိတ်ပေးရောက်တွေပါရှောက်ပြီးတော့ကျွန်တော်တို့ကဒီပတ်စံရှာလို့ရမှာဆိုပြီးတော့ကျွန်တော်ပြပြလိုက်တယ်ပေါ့နော်မသိသေးတဲ့သူတွေနားမလည်သေးတဲ့သူတွေဆိုလို့ရှိရင်လည်းတခြားလေးဒီဗီဒီယိုကြည့်သွားပါအဲ့ဒီ content monetization ဆိုတဲ့ကောင်တစ်မျိုးတွေကနေပဲပတ်စံရမှာဖြစ်ပါတယ်အဲ့ဒီကောင်တွေကဆက်ရက်ဆိုပြီးတော့ပွင့်လာမှဘန်တွေပါချိတ်လို့ရမှာအချက်လက်ပညာဖြည့်ပြီးတော့ပတ်စံရှာလို့ရမှာဖြစ်ပါတယ်အားလုံးပဲ monetization ပွင့်ပြီးတော့ပတ်စံတွေအများကြီးရှာနိုင်ကြပါစေ